ကျွမ်းလေကဲနောက်ထပ်တပုတ်ကြောကြအောင်ဆိုနော်ကောင်းဗျာကိုလေလေးမှာကိုမြမဆိုင်ဝိုင်းတော်သားကျမရဲ့မောင်လေးမြမပြီးကြောက်စိမ့်နဲ့မတွေ့တာတော်တော်ကြာသွားပြီတော်တော်ကြာပေါ့ဝေးကြရပေါ့မွေးဒီလိုပဲပြောပါတော့အဲ့လိုဆိုတော့မစုံရကြာပြီပြောပါတော့ဟုတ်တယ်ဒါကြောင့်တွေ့တုံးလေးမှာကျမဆိုချင်တယ်လို့ဆိုဗျာစီတော်ကြီးတချင်းကိုမြမတန်ဂုံမြောက်တင်နဲ့ဒီစီတော်ကြီးခွေပေါ့နော်ဒီခွေအားဆိုရင်မြန်မာနိုင်ငံနေပြီးနိုင်ငံရခြားမှာသွားပြီးအလုပ်လုပ်နေတဲ့သူတွေဝန်ထမ်းများဆိုရင်ဒီတချင်းလေးကိုတဲ့ဖွင့်ပြီးတော့မြန်မာပြည်လွမ်းတီကြည့်ရပါလေဩဒါလေးတွေသိရတော့ရမ်းဝမ်းသာတယ်အမှတ်တရကျမရဲ့မောင်လေးမြန်မာပြည်ကြောက်စင်းရလဲဒီခွေမှာတအားကိုစူးစမ်းပြီးတော့တကွေလုံးကိုပတ်ဖို့ပြီးတိခတ်ထားတာပတ်မှုပြီးတိခတ်ပတ်ဖို့တီးတဲ့နေရာရမ်းကောင်းတယ်ဆိုင်းဆရာဒါကြောင့်အကယ်ဒမီရကြလို့ရှင်ဟုတ်တယ်အကယ်ဒမီမြန်မာပြည်ကိုကြောက်စိတ်ဂီတမှုသူ့ရဲ့ရင်ထဲကဖြစ်လာတဲ့ဂီတတန်စင်များကိုလှိုင်းဖွဲ့ပြီးထွင်ထားတဲ့စီတော်ကြီးပေါ့နော်ဒီစီတော်ကြီးတစ်ချက်ကိုကျွန်မမန္တလေးမှာစိုးချင်တာကြားနေပြီဒါကြောင့်အခုဆိုရတာရန်ဝမ်းတာတယ်ကျမရဲ့အကိုမော့ရဲ့ကြော်ပွဲမှာတခါဆိုခဲ့ရပါတယ်ဆန္ဒပြည့်သွားဟုတ်ကဲ့ဒါကြောင့်ဒီမန္တလေးနဲ့လိုက်တဲ့ကြပြလေးတစ်ပုဒ်ရှိတယ်ဘာပြောပါလိဒါလေးကြောင်းကြားကျင်တာပေါ့မန္တလေးသူမဟုတ်တဲ့ကြောက်ပလောင်းကလူကမန္တလေးသားတွေကိုမန္တလေးကြပြရွတ်ပြတာမှန်အဲ့လိုမောင်လေးကလည်းစီတော်ကြီးဆိုတော့မယ်ဆိုတော့ဒီကြပြလေးကလိမ့်လုံးလို့ကျမရဲ့ဘဘဦးသိန်းပြန်ဆိုတာကဗိသိက်ဆရာကြီးပါရှင်ဟုတ်ကဲ့ဗိသိက်ဆရာကြီးဘဘဦးသိန်းပြန်တမီစီတော်ကြီးဆိုမဲ့ကြရင်ဒီကြပြလေးယူပြီးမှဆိုပါနော်ဒါကြောင့်ဒီချင်းလေးကိုဒီသချင်းကြီးကိုဆိုရင်ဒါကတချို့ကဘယ်လိုပြောလဲဆိုတော့ဒါကနန်းတော်ရှိဆရာတင်ရေးခဲ့တဲ့သချင်းကျမစီတော်ကြီးဆိုမဲ့ကြတော့နန်းတော်ရှိဆရာတင်ရဲ့မမနိုင်ခင်မွေးတို့မမနိုင်ခင်ကြီးတို့ကတကယ်မမနိုင်ခင်ကြီးကမစိုးနဲ့မတွေ့ဘူးတော့ဒီသချင်းဆိုကနေကြပိုင်နိုင်စွာဆိုနိုင်မှဆိုနော်လို့ကျမကိုပြောခဲ့ပြီးပါလေရှင်ဒါကြောင့်အဲ့ဒီသတိပေးချက်ကောမမတို့ရဲ့ညီမလေးစန္ဒပြည့်အောင်ပေါ့နော်ဆိုပေးပါမယ်လို့ဂတိများခိုင်းခဲ့ပါတယ်ရှင်နန်းတော်ရှင်ဆရာတင်ကြီးကိုလည်းတတိယအောင်မေလွမ်းစွန်ရင်းနဲ့ဒီသချင်းတကယ်ကိုရင်ထဲကခံစားကြတယ်ဆိုမယ်နော်အနုပညာနဲ့သေသေးချာချာကြောကျင်တယ်ဆိုပါတော့ဟုတ်ကဲ့ရှင်ကောင်းတယ်ယတနာဘုံဓာတ်စုံထင်ရှားတကားစနတံကာယံတရိုက်ကျုံးရေဝိုင်းလို့မိုင်မိုင်ဝေးဝေးရွှေတဝင်းဝင်းထုံးလင်းကျငန်းမြေနှံပြတ်တက်တစ်တပကူစင်ဒုရင်အဆောင်တောင်စင်ပိတ်ကာအေယဝတီနဒီမြင့်ငယ်နှင့်အောင်ပင်လနန္ဒာသင်္ကစားချောင်းကြောင်ကံပတို့အုတ်ရုပ်ဇေဒီမိုင်းရီရီနဲ့ကိုနဝရရွှေတိရနာကိုဟိုအမေရိကန်ဂျပန်ဖန်တော်မှာစံနန်းတော်ကြီးနေတကွာကျမတို့ရဲ့စီတော်ကြီးအတန်ကိုမကြားရတာများကြားပြီးမို့ဒီလိုကြားတာပါစို့လားချစ်တော်တာရှင်အပေါင်းတို့ရှင်ရမ်းမြေတပေါင်းစားစီလို့မညီနိုင်ဘူးမောင်ရွေအောင်ရမြေပြီးတော့နဲ့နေရမယ်ထင်စီတော်ကြီးစီတော်စီတော်ကြီး
ကူငွေမောင်းတူစုဝေဝေကောင်းရတကူရွှေမောင်းရဲ့တူစုဝေဝေကောင်းရတကူငွေမောင်းရဲ့တူစုဝေဝေကောင်းရတကူရွှေမောင်းတော်သာငွေမောင်းတော်သာစီရာကြီးဒီသာချောင်းငါကြီးရတဲ့မြေရွှေပါရွှေဘုံကျောက်တို့ရဲ့ရွှေဘုံဒီစီတီလေးဒီဘကုံစီရာကြီးဒီလာတော့ကျော်ငါကြီးရတဲ့မြေရွှေဘုံလွမ်းမိပြန်တကူတွေးမိတိုင်းရဲ့လွမ်းမိပြန်တကူချစ်ရှိကမိန်းကလေးများဆိုရင်ဘောမင်းရဲ့အင်ကြီးများလည်းမွေးခဲ့ကြပါဘူးတဲ့ကိုဘာသာကိုရကန်းစင်လေးနဲ့တတ်တတ်ရရခါပြီးတော့မှဝိခဲ့ကြရပါတဲ့ရှင်လက်ခတန်ကလေးချာလို့ဒီချေချမီရဲ့ချေချမီရဲ့ဟောရှိရှိတော့ပဇွန်လက်မကကရာလို့ရွှေစီဆိုပြန်ရင်လည်းပဲအင်မတန်မှပဲကြီးကျယ်ခမ်းနားနေတယ်လို့တကြည်စကားတက်ငယ်ရပြန်တကောရှင်ရွှေဘကောစီသားမျိုးတကောလည်းဟိတ်မာတဲ့ရွှေဘကောစီသားမျိုးတော့ကိန်းထန်တဲ့အင်းနဲ့နေပြီဘကုတ်ညင်ညိုင်းပါကျမတို့နေပြီဘကုတ်ကြရင်ရလေအေးတဲ့နေပြီဘကုတ်ညင်ညိုင်းပါကျမတို့ဒီရွှေဘုံရွှေဘကုတ်မြေဆောင်ဒီတစ်ပေါင်းတဲ့ကိုတဲ့ချီအောင်ထဲပါလို့တင်းခွဲပါလို့ဆိုအလို့ရှင်းခဲ့ပါ
ကျေးဇူးတင်ပါလေ